စားကြပါဦးလုံးမင်္ဂလာပါဆိုထမင်းစားမယ်ကဲထမင်းမစားခင်ဗာလီနဲ့စားမယ်ဆိုပြပြပေးမယ်ကဲဒါလေးကတော့ပဲဘွားကြော်ဒါကတော့ပဲတီတိုးစရာပြီးတော့ဒါလေးကဟိုညင်းဘူးကဲဒါညင်းသီးမိဖုတ်လေးရဲ့ဒါတခွားသီးပြီးတော့ဒါလေးကမချင်တော့လေးကဲဆိုတော့စပြီးစားကြရမယ်နော်မစားခင်လက်မစီးတော့လက်ပဲဆွတ်တော့လက်နဲ့စားမှာမဟုတ်လို့ရှယ်ပဲစားမယ်နော်ကဲဒါအမေလက်ရပေးပေါ်ကြတယ်စားကြပါဦးဟုတ်ကောကျွန်တော်ပြန်စရင်းနဲ့တော့လားကျွန်တော်စားလို့ကောင်းခွာတီတို့အမေလေးကပေးပါကြွယ်အချင်းတော့ရဲ့ညနေတို့စားအညမူလေးတို့好热逼的我那三那表啊我别人对不来别人三满了三满来的အဲ့ဒီမေနဲ့ဆော်မစားတော့ထမင်းစားမလို့ထမင်းစားပြတ်မှာမလို့ပါနော်ဟုတ်ကဲ့
ပြီးတော့စားတော့စားကြပါပဲအပြုံးစီတွေပါရင်မနေ့ဆောင်သွားနေရဒီနေ့စားရတော့အမေလက်ရပေးဘွားကြော်ရယ်ပြီးတော့မှအချင်းကိုပင်စိမ်းလေးနဲ့တော့မမွေးလေးစားပြလာဖြစ်ပါအဆုံးကြည့်ပြီးတော့ကျေးဇူးများတင်ပါတယ်တတား